လုံခဲ့တဲ့နှစ်သားမောင်းများစွာတုန်းကဒီကဘာကြီးပေါ်မှာလူသားတွေကုန်းမြေတွေဆိုတာမပေါ်ပေါက်သေးပဲပင်လယ်ရေတွေနဲ့ငါးကြီးတချို့သာရှိကြပါတယ်။အဲ့ဒီငါးကြီးတွေကလည်းနှစ်တွေကြာလာတဲ့အမျှလူသားတွေနဲ့အသွင်သဏ္ဍာန်တူတဲ့တရားတွေအဖြစ်ဆင်ခဲ့ပြောင်းလဲလာကြပါတယ်။တရေသဏ္ဍာန်နတ်သဏ္ဍာန်လူသဏ္ဍာန်မျိုးစုံရှိကြသလိုလူသားလည်းမဟုတ်နတ်ဖျားလည်းမဟုတ်တဲ့သူတို့ကိုတော့လောကနိယမှာစောင့်ရှောက်သူတွေလို့ခေါ်ကြပြီးလူသားကဘာနဲ့ကောင်းကင်ဘုံကြားတဲ့ကတိကျနေရာလေးတစ်ခုမှာနှစ်ပေါင်းများစွာရှင်သန်နေထိုင်ခဲ့ကြပါတယ်။သူတို့စီမှာအသက်16နှစ်ပြည့်သူတိုင်းကလူသားကဘာကိုတဘာဝတရားကြီးရဲ့နေရာမှာတွေကိုအနီးကပ်လေ့လာဖို့အတွက်9ရက်တိတိသွားရတဲ့ထုံးတမ်းတစ်ခုရှိပါတယ်။သူကတော့ချွင်လို့ခေါ်တဲ့ကောင်မလေးဖြစ်ပြီးသူ့စီမှာချိုးလို့ခေါ်တဲ့သူ့ထက်အသက်နဲ့ကြီးတဲ့တန်ငယ်ချင်းကောင်လေးတစ်ယောက်ရှိပါတယ်။ဒီနေ့မှာချွင်ကအသက်16နှစ်ပြည့်ပြီဖြစ်လို့ချိုးကထုံးတမ်းပွဲတော်ကိုလိုက်ပို့ပေးပါတယ်။လူသားကဘာကိုသွားမဲ့ဂိတ်ပေါက်ဖြစ်တဲ့ရေဝဲကြီးကိုတော့ချိုးရဲ့အဖွားကဖွင့်ပေးမှဖြစ်ပါတယ်။ဒီလိုနဲ့ပဲမျိုးနွယ်စုကောင်းဆောင်ကလူသားတွေနဲ့ထိတွေ့တာကိုရှောင်ကျဉ်ရမယ်ဆိုတဲ့ကောင်းကင်ဘုံရဲ့စီကံချက်ကိုကြီးညာပြီးဂေတကားကြီးကိုဖွင့်လိုက်ပါတယ်။အစိုးရလွန်တက်တဲ့ချွင်ရဲ့အမေကတော့ချွင်ကိုလူသားတွေနဲ့ဝဲဝဲနေဖို့အထက်ထက်အခါခါမှာသလိုချွင်ကလင်းပိုင်နီလေးအဖြစ်ပြောင်းပြီးလူသားကဘာကိုထွက်လာခဲ့ပါတယ်။နှစ်တိုင်းဒီအချိန်ဆိုပေါ်လာတတ်တဲ့လင်းပိုင်နီလေးတွေကိုအမြဲတမ်းလာနှုတ်ဆက်လေးရှိတဲ့လူသားမောင်နှမ2ယောက်လည်းရှိပါတယ်။ဒီလိုနဲ့တယောက်တနေရာစီခွဲပြီးချွင်ကမီရှူမီပန်းတွေကြီးမားတဲ့တင်မော်ကြီးတွေတေဆုံးသူတွေရဲ့ဝိညာဉ်တွေကိုတည်ဆောင်ထားတဲ့စက်ကိုလက်ကလေးတွေကိုလေးလာပြီး6ရက်မြောက်နေ့မှာတော့အင်ကိုပြန်ဖို့အတွက်တူလာခဲ့တဲ့နေရာကိုပြန်လာပါတယ်။လမ်းမှာတော့ငါးလေးတွေကိုအစာကျွေးနေတဲ့လူသားမောင်နှမ2ယောက်ကိုတွေ့ပြီးချွင်ကအနာကမခံမဲ့ထွက်ပြေးသွားပါတယ်။ဒါပေမဲ့ချွင်ကလူသားကောင်လေးမှုန်နေတဲ့လင်းပိုင်လေးနဲ့တူတဲ့အမဲရောင်ခရူးကောင်လေးရဲ့အတန်ကိုသဘောကျလို့အနာကိုရောက်လာပါတယ်။ချွင်အိမ်ပြန်လာတော့မှပဲရေဝဲကြီးရဲ့ဘေးကပိုက်ကွန်တစ်ခုမှပိတ်မိနေလို့လူသားကောင်လေးကသူ့ကိုလာကူညီပေးပါတယ်။ချွင်ကပိုက်ကွန်ထဲကနေလွတ်သွားပေမဲ့သူ့ရဲ့အမိနဲ့ကောင်လေးကိုရိုက်မိသွားလို့ရေဝဲကြီးတဲ့ကိုရောက်သွားပါတယ်။ရေကူးကျွမ်းကျင်နေဆိုပေမဲ့ရေဝဲကြီးတဲ့ကနေလွတ်အောင်ပြန်ထွက်ဖို့ကတော့မလွယ်ပဲလူသားကောင်လေးကပင်လယ်ထဲကိုနင်းမြုပ်ပြီးတည်ဆုံသွားပါတယ်။ချွင်ကသူ့ကြောင့်တည်သွားတယ်ဆိုတဲ့စိတ်နဲ့စိတ်မကောင်းဖြစ်နေပြီးအင်ကိုလည်းအမဲရောင်လေးမှန်ခီကွန်လေးနဲ့ပဲပြန်ရောက်လာပါတယ်။မနေ့ရောက်တော့ချွင်ကသူ့ရဲ့အဖွားဖြစ်တဲ့ဇာမနီငှက်ကြီးကိုနှုတ်ဆက်ပြီးသူ့ရဲ့အဖိုးစီကိုထွက်လာပါတယ်။ချွင်ကလူတွေသိရင်ဘဲကိုရောက်သွားလဲမေးတော့ခန္ဓာကပုံမှုဖြစ်သွားသလိုဝိညာဉ်ကတော့မြောက်ပိုင်းရရှုရှမ်းအိမ်တော်မှာငါးသေးသေးလေးတွေဖြစ်ပြောင်းပြီးဝိညာဉ်ဆောင်ရှာသူကစောင့်ကြည့်ပေးရလို့အဖိုးကပြောပြပါတယ်။ဒီလိုနဲ့ချွင်ကတောင်ကုန်းတစ်ခုမှာဝမ်းနဲ့ခီးယူကုံလေးကိုမှုန်နေတော့မှပဲသူ့ရဲ့ဘေးကချင်းသေးကြောက်ကြီးကအသက်ဝင်လာပါတယ်။ဒီလောကနဲ့မသက်ဆိုင်တဲ့အဲ့ဒီပစ္စည်းကိုဘယ်ကရလာတာလဲမေးတော့လူသားကဘာမှာသူ့ကိုကူညီရင်းနဲ့သူ့ကြောင့်ပဲတည်ဆုံးသွားတဲ့ကောင်းလေးစီကလို့ချွင်ကပြောပါတယ်။တည်ဆုံးသွားတဲ့သူတွေနဲ့ပတ်သက်ရင်တော့သူကကူညီပေးနိုင်ပါတယ်ဆိုပြီးချွင်ကိုချူလုံးလေးတစ်လုံးပေးလိုက်ပါတယ်။တကောင်ရံမှာဒီကိုလာပြီးချူလုံးလေးကိုတီးလိုက်တာနဲ့လူတစ်ယောက်ကလာကြိုးလိုက်မယ်ဆိုတော့ချွင်လည်းညတကောင်ရံရောက်တာနဲ့ချူလုံးလေးကိုယူပြီးထွက်လာပါတယ်။အဲ့ဒီအချိန်မှာပဲမိုးကတဲကြီးမဲကြီးနဲ့ကိုရွာချလာပြီးဒီအချိန်ရောက်နေရတော့မိုးရွာကြီးထဲမှာတနေရာကိုသွားနေတဲ့ချွင်ကိုတွေ့တော့သူ့ရဲ့တင်ငယ်ချင်းချိုးကနောက်ကနေခိုးလိုက်လာပါတယ်။ချွင်ကတောင်ကုန်းကိုရောက်တာနဲ့ချူလုံးလေးကိုတီးလိုက်တော့သူ့ကိုထူးဆန်းတဲ့အကောင်တစ်ကောင်ကလာခေါ်သွားပြီးချိုးကတော့ဆက်လိုက်လို့မရတော့လို့အနောက်မှာပဲကြံခဲ့ပါတယ်။ဒီလိုနဲ့ပဲချွင်တို့ကတိမ်မင်းလေးကြီးကိုဖျက်ပြီးရှူရှာအိမ်တော်ကိုရောက်လာတာနဲ့ဝိညာဉ်ဆောက်ရှောက်သူကသူ့ကိုလာကြိုးပါတယ်။သူတည်သွားတာပဲနေလဲဆိုတော့ချွင်ကဧပြီလ18ရက်နေ့လို့ပြောပြီးသူ့ကိုအသက်ပြန်သွင်းခြင်းနဲ့လို့ပြောပြပါတယ်။ဝိညာဉ်ဆောင်ရှာသူကကောင်းကင်ဘုံရဲ့စီးမင်းတွေကိုချိုးဖောက်ရင်အကြီးမားသောအပြစ်ဒဏ်နဲ့ခံစားရနိုင်တယ်လို့ပြောနေပေမဲ့ချွင်ကတော့သူ့အပေါ်မှာအကျွေးတင်နေလို့ပြန်ဆက်ရမယ်လို့ပြောပြပါတယ်။လူတစ်ယောက်ကိုအသက်ပြန်သွင်းဖို့အတွက်ပေးရမှာကမင်းရဲ့မျက်လုံးတွေဆိုတော့ချွင်ကတွန်းဆုတ်သွားပေမဲ့ဝိညာဉ်ဆောင်ရှာသူကမင်းရဲ့မျက်လုံးတွေအစားအသက်တစ်ဝက်ကိုပဲပေးလို့ရတယ်ဆိုတော့ချွင်ကချက်ချင်းလက်ခံလိုက်ပါတယ်။ဒီလိုနဲ့ပဲချွင်ကိုတေသူတွေရဲ့ဝိညာဉ်တွေအားလုံးကိုတင်ဆက်ထားတဲ့ကောင်းကင်ဘုံခမ်းမကိုခေါ်သွားပြီးသူ့အသက်သွင်းကျင်နေတဲ့ကောင်လေးကိုရှာခိုင်းပါတယ်။ချွင်ကနာမည်ကိုမသိပေမဲ့မျက်နှာကိုမှတ်မိရကြောင်းနိုင်ပေါင်းများစွာစူးစမ်းရှာဖွေပြီးနောက်ဆုံးမှာတော့ရှာတွေ့သွားပါတယ်။ဝိညာဉ်ဆောင်ရှာသူကချွင်ရဲ့အသက်တစ်ဝက်ကိုယူဝိညာဉ်ကိုလည်းငါးကလေးနဲ့ပေါင်းပေးပြီးအသက်တွေကိုလည်းချိတ်ဆက်ပေးလိုက်တယ်လို့ငါးအကြီးကြီးဖြစ်သွားပြီးလူသားကဘာကိုပြန်သွားတဲ့အချိန်ထိကာကွယ်ပေးရမယ်လို့လည်းမှားလိုက်ပါတယ်။နောက်နေ့တော့ချွင်တယောက်ငါးလေးနဲ့စကားတွေတော်ဝါကြီးပြောပြီးနာမည်ပေးဖို့စဉ်းစားနေတော့မှပဲချိုးကရောက်လာပါတယ်။ဆရာကြီးချိုးကညပိုင်းသမုတ်တရားထဲမှာအရွယ်အစားကလည်းအလွန်ကြီးမှပြန်တန်းတဲ့အခါမှာလည်းတိမ်တွေကိုတောင်ဖုံးနိုင်တယ်ဆိုပြီးဂုံပုတ်တွေအမျိုးမျိုးနဲ့ခွင်လွတ်နာမည်ပေးတဲ့နဲ့ဆိုတော့ချွင်ကငါးကလေးကိုခွင်လွတ်နာမည်ပေးလိုက်ပါတယ်။ဒီလိုနဲ့ရက်တွေတရက်ပြီးတရက်ကုံဆုံးလာသလိုခွင်ရဲ့အရွယ်အစားကလည်းတဖြည်းဖြည်းနဲ့ကြီးမားလာပါတယ်။တရက်မှာတော့ချွင်ရဲ့အမေကခွင်ကိုနှုတ်ပစ်လိုက်လို့ချွင်ကဝမ်းနဲ့ထွက်လာတော့မှပဲချိုးကဗမာရှာရမလဲဆိုတာသူသိရဲဆိုပြီးတနေရာကိုခေါ်သွားပါတယ်။အရန်နဲ့တွင်းတစ်ခုကိုရောက်တော့ချိုးကအောက်ကိုဆင်းရှာနေတော့မှပဲကြော့တင်အများကြီးထွက်လာပြီးဝင်းညင်ဆောက်ရှောက်သူလိုမျိုးဆောင်းရှောက်သူတယောက်ကရောက်လာပါတယ်။
သူတို့ကငါးတကောင်ကိုရှာနေတာမို့လို့ကူညီပေးဖို့တောင်းဆိုတော့ကြွအဖွားကလူကောင်းနေသေးပြီးရင်ဝိညာဉ်ဆောက်ရှောက်သူစီကိုငါးအဖြစ်ရောက်ပြီးလူဆိုးတွေသေးရင်တော့သူ့စီကိုကြွအဖြစ်ရောက်လာတာကြောင့်ဝိညာဉ်ဆောက်ရှောက်သူစီကမလာလို့မေးပါတယ်ဒီလိုနဲ့ပဲကြွအဖွားကသူ့ရဲ့ကြွတွေကိုသုံးပြီးခွင်ကိုပြန်ရှာပေးလိုက်ပါတယ်ချွင်းတို့ကခွင်ကိုရေရင်းထဲမှာထည့်နေတာကိုကလေးတယောက်ကတွေ့သွားပြီးသူ့သွားကြည့်တော့ငါးအကြီးကြီးတစ်ကောင်ကိုတွေ့လိုက်ပါတယ်အဲ့ဒါကြောင့်သူ့ရဲ့မျိုးနွယ်တွေကိုသွားခေါ်ပေးမဲ့ငါးကြီးရမရှိတော့ပဲချွင်းတို့ကခွင်ကိုအမြန်နေရာရွှေ့လိုက်ကြပါတယ်အခေါင်းတစ်ခုတည်းကနေမွေဆိုးစုတစ်ကောင်ကချွင်းကိုပြေးကြိုက်တော့ခွင်ကကာကွယ်ပေးပြီးချိုးကတိုက်ခိုက်ပေးမဲ့ခေါင်းနှလုံးရှိတဲ့မွေကချိုးကိုကိုက်လိုက်ပါတယ်ဒါပေမဲ့ချိုးကသူ့မှာရှိတဲ့အားနဲ့မွေဆိုးကြီးကိုရိုက်တက်ပြီးချင်းမှာပဲမိလဲသွားပါတယ်ဒီလိုနဲ့ချိုးကိုခွင်ကသူ့ရဲ့အဖိုးစီခေါ်သွားပေးပြီးခေါင်းနှလုံးမွေရဲ့အစိတ်ကိုအဖိုးကအသက်တက်တွေနဲ့တဘာဝစွမ်းအားတွေကိုသုံးပြီးကုသပေးလိုက်ပါတယ်နောက်နေ့မှာတော့ချွင်းရဲ့အဖိုးကအချင်းချင်းတွေဆိုးနေပြီးသူ့အနေနဲ့များတာကိုလုံနေမဲ့အဖိုးနားလဲတယ်လို့ဝေမန်တန်တွေကိုစိတ်ထဲမှာမထားပဲစိတ်ညွှန်အောင်နောက်ကိုသာလိုက်ပေါ်မှာခဲ့ပါတယ်ဒီလိုနဲ့ပဲ2ရက်လောက်အကြာမှာတော့အဖိုးကဟိုက်တန်အပင်ကြီးပဲပြောင်းလဲပြီးတည်ဆုံသွားပါတယ်။နှွေးခေါင်းကောင်မှာနှင်းနေကြနေလောက်အောင်ကိုရာသီဥတုကဖောက်ပြန်နေပြီးချွင်းကချိုးကိုသူ့ရဲ့အသက်တစ်ဝက်ကိုခွင်းနဲ့လဲလိုက်လို့အခုသူ့မှာအသက်တစ်ဝက်ပဲကျန်တော့တယ်လို့ပြောပြပါတယ်။အဲဒီအချိန်မှာပဲကြွယ်ဖွားကအကြီးအကဲတွေကချွင်းကိုတန်တရားဝင်နေပြီးမို့လို့ခွင်းကိုတောင်ဘေးကမြစ်ကိုသွားလှုပ်ခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ပဲချိုးကချွင်းကိုဒုက္ခမရောက်စေခြင်းလို့ခွင်းကိုတောင်ဘေးကမြစ်ကိုသွားလှုပ်ပေးပြီးချွင်းကိုဒုက္ခမရောက်စေခြင်းရင်အဝေးကိုထွက်သွားဆိုပြီးမောင်းထုတ်လိုက်ပါတယ်။ဒါပေမဲ့ချွင်းကလက်မခံပဲမြစ်ထဲကိုဆင်းရှာနေတော့မှပဲရေလိုင်းတစ်ခုကြောင့်တတိမေသွားပြီးကြွက်တွေကသူ့ကိုကူတကူရဲကိုခေါ်လာကြပါတယ်။ကြွက်ဖွားကချွင်းရဲ့လင်းပိုင်ခီးဦးကုန်လေးကိုယူပြီးထွက်သွားတော့ခွင်းလဲရောက်လာပါတယ်။ဒီကူထဲကနေပြန်ထွက်ဖို့အတွက်ချွင်းကသူ့အဆွမ်းနဲ့အပင်ကြီးတစ်ခုကိုဖန်တီးပြီးအမြစ်တွေကနေတွဲပြီးထွက်လာတော့ချိုးကသူတို့ကိုတွေ့သွားပါတယ်။ဒီလိုနဲ့ပဲချိုးကချွင်းတို့နှစ်ယောက်ကိုအားကုန်သုံးကြိုးစားပြီးအိမ်ကိုမရောက်ရအောင်ပြန်ခေါ်လာပေးပါတယ်။ချိုးကချွင်းအတွက်ခွင်ကအဲ့လောက်ထိအရေးပါမှန်မသိခဲ့လို့တောင်းပန်ပြီးပြန်နှိုးလာဖို့အတွက်တညာလုံးထိုင်ဆူတောင်းနေပါတယ်။မနေ့ရောက်တော့ချွင်းကခွင်ကသူ့ကိုနှိုးလိုက်တယ်လို့ထင်နေပြီးချိုးကအဲ့ဒါကိုတွေ့သွားတော့တောင်ကုန်းကြီးစီကိုထွက်လာပြီးချင်းသေးကြီးကိုအကျယ်ကြီးអော်လိုက်ပါတယ်။ဒီလိုနဲ့ပဲသူ့ကိုထူးဆန်းတဲ့အကောင်တစ်ကောင်ကလာခေါ်တယ်လို့တိတ်မင်းလက်ကိုဖျက်ပြီးဝိညာဉ်ဆောင်ရှောက်သူစီကိုရောက်ချင်းမှာပဲချွင်းကိုဘာလို့လူသားဝိညာဉ်ပေးလိုက်တာလဲလို့မေးပါတယ်။သူ့ရဲ့အသက်တော်နဲ့အပေးယူလုပ်ပြီးလဲခဲ့တာဆိုတော့ချိုးကချွင်းရဲ့အသက်အတွက်သူ့ရဲ့အသက်ကိုလဲလို့ရလာလို့ထပ်မေးလိုက်တယ်လို့ဝိညာဉ်ဆောက်ရှောက်သူကလည်းအခုအချိန်မှာတော့အသက်တော်နဲ့မရပဲတဘွားလုံးလို့ပြောနေပေမဲ့ချိုးကတော့ချက်ချင်းပဲလက်ခံလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့အသက်ကိုပေးမယ်ဆိုရင်တော့မှချွင်းရဲ့အသက်တော်ကငါးကြီးနဲ့ရောနေပြီမို့လို့ငါးကြီးတည်ရင်ပဲဖြစ်ဖြစ်အဝဲကိုပို့လိုက်ရင်ပဲဖြစ်ဖြစ်သူလည်းတည်သွားမှာမို့လို့ကဲဖို့မလွယ်ဘူးဆိုတော့ချိုးကကဲလို့ရမယ့်နီလန်ကိုမေးပါတယ်။သူ့ကိုကဲနိုင်မဲ့နီလန်ကမင်းလက်ထဲမှာပဲရှိရဲဆိုပြီးဝိညာဉ်ဆောက်ရှောက်သူကချိုးကိုစကားလေးတွေတီးတိုးပြောလိုက်ပါတယ်။ရပန်းလောက်အကြာမှာတော့ပင်လယ်ရေတွေကရုတ်တရက်ကြီးလာပြီးကြွအဖွားကသူ့အပေါ်ကိုချထားတဲ့မန်နာကိုဖယ်ပေးရင်ငါးကြီးပါမှလဲဆိုတာပြောပြမယ်ဆိုပြီးကမ်းလှမ်းပါတယ်။ဒီလိုနဲ့ပဲကြွအဖွားကမိမပြိုလေးတရားအဖြစ်ပြောင်းလဲသွားသလိုမျိုးနွယ်စုတွေကလည်းချွင်းစီကိုရောက်လာပြီးတိုက်ခိုက်ကြပါတယ်။လူသားဝိညာဉ်ကိုဒီလောကမှာထားခြင်းကကပ်ပေးတွေကိုဖြစ်စေရလို့ယုံကြည်လို့ခွင်ကိုတိုက်ခိုက်နေတော့မှပဲချိုးကသူ့အဖွားရဲ့မျက်နှာဖုံးနဲ့ရောက်လာပြီးဂိတ်တကားကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့လူသားကဘာကိုသွားဖို့ဆိုရင်သက်ဆိုင်ရာပစ္စည်းတစ်ခုခုမဟုတ်ရင်ခွင့်ပြုချက်လိုတာကြောင့်ကြွားဖွားကပဲခရီးကွန်ကျေစုနဲ့ဖျက်သွားလို့ရပြီးချွင်းတို့ကတော့အပြုတ်ကြကြံခဲ့ပါတယ်။ဂိတ်တကားကြီးကိုစွမ်းအားအလုံးလောက်မရှိပဲဖွင့်လိုက်တာကြောင့်ကောင်းကင်ကနေရေတိုင်းလုံးကြီးတွေကနေရာအနှံ့ကနေကျလာပါတယ်။ရေတွေကြီးတော့မျိုးနွယ်တွေလည်းလုံခြုံတဲ့နေရာကိုပြောင်းပြီးကျန်တဲ့သူတွေကိုလိုက်ရှာနေရင်းမှာပဲချွင်းတို့ကိုတွေ့လို့တိုက်ခိုက်ကြပါတယ်။အဲဒီအချိန်မှာပဲချွင်းဘိုးရဟိုက်တန်အပင်ကြီးကမိလောင်သွားသလိုသူ့အဖွားစာမဏိငှက်ကြီးလည်းရောက်လာပြီးခွင်ကိုကာကွယ်ပေးပါတယ်။တစ်ဖက်ကမျိုးနွယ်တွေကလည်းရေလိုင်းလုံးကြီးတွေကြောင့်အတော့ကိုအခက်တွေ့ပြီးအရေးပေါ်ဖြစ်နေလို့ချွင်းတို့ကိုမတိုက်ခိုက်တော့ပဲမျိုးနွယ်တွေစီပြန်လာကြပါတယ်။အဲဒါကြောင့်ချွင်းလည်းကူညီဖို့ရောက်လာပေမဲ့မျိုးနွယ်တွေကတော့သူ့ကိုလက်မခံပဲမောင်းထုတ်ကြပါတယ်။ကြီးမားတဲ့ရေလုံးကြီးကြောင့်ဖြစ်လာတဲ့လိုင်းတွေကိုအသေးအတန်ခုခံနေကြရပြီးချွင်းကလည်းသူ့အမှားကြောင့်အားလုံးဒုက္ခရောက်နေတာကိုမကြည့်ရတော့လို့ခွင်ကိုပြောစရာပွားလေးပိုင်ဆိုင်ပါသေးဆိုပြီးအောက်ကိုခုန်ချသွားပါတယ်။ဒီလိုနဲ့ပဲချွင်းကအရွက်တောင်မရှိတော့တဲ့သူ့ဘိုးရဟိုက်တန်ပင်ကြီးစီကိုရောက်သွားတော့စမ်းကြယ်မှုတွေဖြစ်ပေါ်လာပါတယ်။ချွင်းရခန္ဓာကိုယ်ကနေဒူးဆန်းတဲ့အလင်းရောင်တွေပေါ်ထွက်လာပြီးအပင်ကြီးကချွင်းကိုစားသုံးလိုက်တော့အရွယ်အစားကအစမတန်ကြီးမားလာသလိုရေတွေအကုန်လုံးကိုလည်းပိတ်လိုက်နိုင်တဲ့အပြင်ခွင်ကလည်းပြန်လာပြီးအားလုံးကိုလည်းကယ်နိုင်လိုက်ပါတယ်။ခွင်ကတေကိုင်းလေးတစ်ခုကိုချိုးလာတော့ဝိညာဉ်ဆောက်ရှောက်သူကသူ့စီကိုရောက်လာတယ်လို့သူ့စီကချွင်းရဲ့အသက်တော်နဲ့တေကိုင်းလေးကိုပေါင်းစည်းပြီးချွင်းကိုအသက်ပြန်သွင်းပေးလိုက်ပါတယ်။ချွင်းကသူ့ကိုသူတည်သွားပြီလို့ထင်နေပြီးဝိညာဉ်ဆောက်ရှောက်သူကသူ့ကိုကယ်ခဲ့ပေမဲ့မော်ဆွမ်းနေကတော့ပျောက်ကွယ်သွားပြီမို့လို့ဒီနေရာနဲ့မသက်ဆိုင်တော့ကြောင်းပြောပြပါတယ်။တောင်ပန်းကနေရီကန်ကိုသွားပြီးရင်ခွင်ကိုသူ့ရဲ့လောကကိုပြန်ပို့ပေးလို့ရတယ်ဆိုပေမဲ့ပြန်သွားတဲ့အခါချွင်းနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေအကုန်လုံးကပျောက်သွားလိမ့်မယ်လို့ဝိညာဉ်ဆောက်ရှောက်သူကမှားလိုက်ပါတယ်။ချွင်းကကျေးဇူးတင်လိုက်တော့ဝိညာဉ်ဆောက်ရှောက်သူကသူ့ကိုကျေးဇူးမတင်မဲ့မင်းရဲ့အသက်ကိုပြန်ပြီးအပေးယူလုပ်ထားတဲ့သူကိုပဲကျေးဇူးတင်လိုက်ဆိုပြီးတိုးတိုးလေးပြောလိုက်ပါတယ်
ဒီလိုနဲ့ချွန်းတို့နှစ်ယောက်တောင်းတဲ့ရေကန်ကိုသွားတဲ့လမ်းမှာချိုးပါလိုက်လာပြီးညရောက်တော့တနေရာမှာနားနေကြပါတယ်။ချိုးကလူလောကမှာကွယ်နဲ့အတူတူနေခြင်းလားလို့မေးပေမဲ့ချွန်းကတော့မဖြစ်နိုင်ဘူးလို့ပြောပါတယ်။ချိုးကသူ့ရဲ့ပုံစံအမျိုးမျိုးကိုမြင်မှုပြီးအကောင်လုံးကချစ်ဖို့ကောင်းတယ်ဆိုတော့ချွန်းကသူ့အတွက်နေကအကိုကြီးတယောက်ပါပဲလို့ပြောပြပါတယ်။အိတ်နေကြရင်ချွန်းကသူ့အပေါ်ကိုနင်းတော့ဘယ်သူမှမကောင်းကြတာကြောင့်တစ်ချိန်လုံးအတူတူရှိနေပြီလို့ကျေးဇူးတင်ပါတယ်ဆိုတော့ချိုးကတိတ်တိတ်လေးခုံကိုလိုက်ပါတယ်။ဒီလိုနဲ့တောင်းတဲ့ရေကန်ကိုရောက်တော့ချိုးကသူ့ရဲ့အဆွမ်းကိုသုံးပြီးဂိတ်တကားကြီးတစ်ခုကိုဖွင့်လိုက်ပါတယ်။ခွင်ကလည်းအတောင်ပံနေပါထွက်လာတယ်လို့ချွန်းနဲ့ခွင်တို့ကမျက်ရည်တွေနဲ့ပဲနှုတ်ဆက်ပြီးလူလောကကိုပြန်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲချိုးကချူလုံးလေးကိုခွဲပြီးအထက်ကအလင်းလုံးလေးကိုစားလိုက်တော့သူ့ရဲ့ခန္ဓာကိုယ်ကမီးတောက်တစ်ခုလိုပူလောင်လာပါတယ်။ဝိညာဉ်ဆောင်ရှောက်သူစီမှာချွန်းကိုလူလောကစီပို့နိုင်ဖို့ရောအသက်ကိုပြန်ပေးဖို့ရောချိုးကသူ့အသက်နဲ့အပေးယူလုပ်ခဲ့တာဆိုတော့ချွန်းကလက်မခံပဲညင်ပါတယ်။သူ့ဘဝမှာအကြီးမားဆုံးနောင်နာကမင်းညကချွန်းကိုမဖတ်ထားမိခဲ့တာဖြစ်တယ်လို့လူလောကမှာပြောပြောနေဖို့နဲ့သူ့ကိုယုံကြည်ဖို့မှာပြီးချုံးနဲ့ချွန်းတို့ကအောက်ကိုကုန်းဆင်းသွားပါတယ်။ချိုးကလူလောကကိုရောက်သွားရင်တော့အချိန်တိုင်းမင်းနဲ့အတူတူရှိနေမှာမို့လို့နှုတ်ဆက်ပါတယ်ဆိုပြီးလေထဲမှာပဲပျောက်ခွဲသွားပါတယ်။ချွန်းကတော့ပင်လယ်ထဲကိုရောက်တာနဲ့လင်းပိုင်နီလေးအဖြစ်ပြောင်းသွားတယ်လို့ဒီလောကကြီးကနဲ့လူလောကကြီးစီကိုအပြီးတိုင်းထွက်ခွာလာခဲ့ပါတယ်။ခွင်းကပင်လယ်ပြာကြီးရဲ့တနေရာမှာလူသားအနေနဲ့နောက်တစ်ချိန်ရှင်သာလာပြီးသူ့ရှင်းမှာတော့ချွန်းကရှိနေပါတယ်။ချွန်းနဲ့ခွင်းတို့ကတာယာပျော်ရွှင်ပေါ်ရဘဝလေးကိုအတူတည်ဆောက်ရင်းနဲ့ပဲငါးကြီးနဲ့ဘီကွန်နီယာပန်းကလေးကဒီမှာပဲအဆုံးသတ်သွားပါတယ်။စွန်းလို့အနှစ်နာခံမှုကိုသာအခြေလို့တတ်မှတ်ကြစတန်းဆိုရင်တချို့အချက်တွေကပိုလို့တောင်မှတန်မိုးရှိလောက်ပါတယ်။အတိအမှတ်အပြုတ်မခံခဲ့ရတာလေးတစ်ခုပါပဲ။